မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့တော့ဒါကိုဘယ်တော့မှမလုပ်ပါနဲ့เนาะဒီအသုံးလေးကိုကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲเนาะအလွန်ရိုးရှင်းပါတယ်ကျွန်တော်တို့လိုက်ပြီးတော့ကြည့်အောင်ပါဒါကိုဘယ်တော့မှမလုပ်ပါနဲ့เนาะ never plus verb 1ရိုးရှင်းပါတယ် never နောက်မှာ verb 1လိုက်ပြီးတော့လှပတဲ့ sentences တွေနမူနာ sentences တွေကိုကျွန်တော်တို့ရေးကြည့်မှာဖြစ်ပါတယ်ခင်ဗျာကြည့်အောင်ပါ never go there alone အဲ့ဒီကိုတယောက်တည်းမသွားပါနဲ့ never visit someone uninvitedအဖေခေါ်တဲ့လူတယောက်စီကိုဘယ်တော့မှသွားမလဲပါနဲ့ never offer unsolicited advice မတောင်းတဲ့အကြံတွေဘယ်တော့မှမပေးပါနဲ့ never lie to your parents မိဘတွေကိုဘယ်တော့မှမလိမ်ပါနဲ့ဟုတ်ပြီနော်ကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါ never give up on your dreams အိမ်မက်တွေပေါ့ဘယ်တော့မှလက်လျှော့ရှုံးမပေးပါနဲ့ never forget where you came from မင်းဘယ်လာလဲဆိုတော့ဘယ်တော့မှမမေ့ပါနဲ့ never trust a stranger too quickly တစ်စိမ့်တယောက်ကိုသိပ်မြန်ကြီးမယုံပါနဲ့ never speak when you are angry မင်းစိတ်ဆိုးနေတဲ့အချိန်မှာစကားဘယ်တော့မှမပြောပါနဲ့ဟုတ်ပြီနော်ကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါ never ignore your head ကျမကြီးကိုဘယ်တော့မှလိလိမရှိပါနဲ့ never break a promise ဂတိကိုဘယ်တော့မှမဖျက်ပါနဲ့ never skip breakfast မနက်စာကိုမစားဘဲနဲ့ဘယ်တော့မှမနေပါနဲ့ never talk behind someone back တယောက်ရဲ့ကွယ်ရမှာမကောင်းဘယ်တော့မှမပြောပါနဲ့ဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ never take things for granted take someone for granted ဆိုတာ idiom အသုံးဖြစ်ပါတခုကိုအပိုင်တွက်တယ်လို့အဓိပ္ပာယ်ရပါတယ် never take things for granted အရာရာကိုဘယ်တော့မှအပိုင်မတွက်ပါနဲ့ never interrupt when someone is speaking တရားကိုစကားပြောတဲ့အချိန်မှာကြားဖြတ်ပြီးဘယ်တော့မှမပြောပါနဲ့ never shout at your parents မိဘတွေကိုဘယ်တော့မှမအော်ပါနဲ့ never waste your time on regrets မင်းရဲ့အချိန်တွေကိုပူဆွေးဝမ်းနည်းမှုတွေနဲ့ဘယ်တော့မှမကုန်ဆုံးပါစေနဲ့ဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့ကဒါကိုဘယ်တော့မှမလုပ်ပါနဲ့ပေါ့နော်ရိုးရှင်းတဲ့အသုံးအနှုန်းတစ်ခုဖြစ်ပါ